ဒီနေ့ကုရ်အာန်ဆိုတဲ့လူ့ဘဝလမ်းညွှန်တနည်းအားဖြင့်ပြောရရင်လေ့လာစီပူမှတ်သားလိုက်နာစရာများကိုစုပေါင်းထားတဲ့ဥပဒေကျမ်းကိုဘယ်လိုလေ့လာစီပူရမလဲဆိုတော့ကျွန်တော်သင်ပြမယ်أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقهوا قولي وقال تعالى وقل رب زدني علما صدق الله العظيم السلام عليكم ورحمة الله وبركاته ပထမဆုံးကုရ်အာန်ဆိုတဲ့ဝါဟာရကိုပြောမယ်ကျမ်းမြတ်ကုရ်အာန်မှာကုရ်အာန်ဆိုတဲ့ပုံစံနဲ့အကျဉ်း80သုံးလုံးထားတာတွေ့ရတယ်ဒီစကားလုံးရဲ့ဇစ်မြစ်အခရာကကောဖ်ရာဟမ်ဇာသုံးလုံးပါသူ့နောက်မှာအလီဖ်နူန်ဇာအီဒတန်ဆိုလိုတာကဇစ်မြစ်မှာမပါတဲ့အခရာနှလုံးဖြစ်တဲ့အလီဖ်နဲ့နူန်ကိုစောင့်ထားတာပညာရှင်ဇူဂျာတ်ရဲ့ဖော်ပြချက်အရကုရ်အာန်ကမစဒါကရိယာနာမ်ဖြစ်တယ်အဓိပ္ပာယ်ကစုပေါင်းခြင်းစုစည်းခြင်းဖြစ်တယ်ကုရ်အာန်ကိုကုရ်အာန်လို့ခေါ်ရတဲ့အကြောင်းရင်းကကန္ဓာအသီးသီးကိုစုပေါင်းထားပြီးကန္ဓာတစ်ခုနဲ့တစ်ခုဆက်သွယ်ပေးခြင်းကြောင့်ဖြစ်တယ်လို့ဆိုတယ်အစ်ဘ်နူဖာရစ်ကကောဖ်ရာဟမ်ဇာဇစ်မြစ်အခရာတည်တဲ့ကာရ်အွန်ရဲ့ရင်းမြစ်အဓိပ္ပာယ်ကိုအထက်မှာဖော်ပြခဲ့တဲ့စူပေါင်းခြင်းစူစည်းခြင်းပဲဖြစ်တယ်လို့ဖွင့်ဆိုထားတယ်ဒါအပြင်ဒီစကားလုံးမှာကျင်ညာခြင်းဆိုတဲ့အဓိပ္ပာယ်လည်းပါဝင်တယ်အစ်ဘ်နူလ်အဆီရ်ကကီတာဘ်အလ္လာဟ်အလ္လာဟ်ဥပဒေကျမ်းကိုကုရ်အာန်လို့ခေါ်ဆိုရခြင်းနဲ့ပတ်သက်ပြီးတော့ဒီလိုဖွင့်ဆိုပြတယ်ကုရ်အာန်ထဲမှာတမိုင်းသင်ခန်းစာတွေညွှန်ကြားချက်တွေတားမြစ်ချက်တွေဂရိကဝတ်တွေသတိပေးချက်တွေအာယတ်ဘာဒတွေစူရာကန်ဒတွေစတာတွေကိုစုပေါင်းထားခြင်းကြောင့်ဖြစ်တယ်လို့အစ်ဘ်နူလ်အဆီရ်ကဖွင့်ဆိုတယ်ဒါအပြင်အခြားမစဒါကရိယာနာမ်တလုံးဖြစ်တဲ့ကေရာအာဆိုတာကကြီးများတရများအတ္တများစတာတွေကိုဆက်ဆက်ပေါင်းစည်းတွဲဖက်ပြီးတော့တစုတစည်းတဲ့အတန်ထုတ်ရုပ်ဆိုခြင်းဝါစာဖတ်ခြင်းကိုရည်ညွှန်းတယ်ကျင်ညာခြင်းဆိုတဲ့ရှုထောင့်အရာစူရာ96အာယတ်1မှာသုံးနှုန်းထားတယ်အကရာဘစ်မီရဘ်ဘီကလ္လဇီခလက်ဆိုတာကတဲ့အားပြောထောင်မှုစနစ်နဲ့အညီဖွံ့ဖြိုးစေတော့အရှင်ဤမြင့်မာသောဆံကိုအတိမပြုခြင်းအဖြစ်ကြေညာလော့အရှင်ဒီအရာခတ်တိုင်းကိုဖြစ်ထွန်းစေတော့အရှင်ဖြစ်၏စူရာ96အာယတ်1အဲ့ဒီလိုပြောတာအကရွက်ဒီနေရာမှာအကရာကိုကြေညာလော့လို့အနက်မကောက်ဖဲနဲ့ရွတ်ဖတ်လော့လို့အနက်ကောက်ရင်ကျမ်းမြတ်ကုရ်အာန်ကိုရွတ်ဖတ်လေ့လာစီးပူးခိုင်းတယ်လို့နားလည်နိုင်တယ်ဒီနေရာမှာအရင်သင်လို့ပြောပြခြင်းတာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့မုဟမ္မဒ်ရဆူလ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကိုစာမတတ်သူလို့ဆွဲခဲ့တဲ့ကိစ္စပါကျွန်တော်လိုရင်းကိုပဲပြောမယ်မဟုတ်လို့ရှိရင်မူလဥတည်ထားတဲ့အကြောင်းအရာကနေအဝေးကြီးကို
ရောက်သွားလိမ့်မယ်ရဆူလ်ကိုညွှန်းတဲ့နာမဝိသေသနတစ်လုံးဖြစ်တဲ့အွမ်မီဆိုတဲ့ဝါဟာရပေါ်အကြောင်းပြုပြီးတော့စာမတတ်သူလို့ပြောနေကြတယ်ဒီနေရာမှာအွမ်မီဆိုတဲ့စကားလုံးမပါတဲ့အနက်အတိတ်ပဲအချုပ်ကိုကျွန်တော်ပြောပြပါမယ်နံပါတ်1အွမ်မီရဲ့ရင်းမြစ်သဘောတရားကမွေးရပါအတိုင်းရှိပြီးအယောင်ဆိုးမခံရလို့ဆိုလိုတာကပဝင်းကျင်ရဲ့အယူဆအတွေးခေါ်ယုံကြည်ချက်ဒသနာစတာတွေကူးဆက်မခံရသူကိုပြောတာဒါနံပါတ်1အတိတ်ပဲနံပါတ်2ကအွမ်မီဆိုတာကုရ်အာန်ထက်အရင်အလ္လာဟ်လမ်းညွှန်မှုကိုမရရှိဘူးသူလို့ယဉ်ညွှန်းတယ်နံပါတ်3ကအွမ်မီဆိုတာကအလ်ကုရ်အာန်ဘက်ကိုယဉ်ညွှန်းတယ်ဒါကြောင့်အွမ်မီဆိုတာအွမ်မုလ်ကုရ်အာန်ဆိုတဲ့အဓိပ္ပာယ်ရတယ်လို့ပြောတယ်အွမ်မုလ်ကုရ်အာန်ရဲ့သဘောကမက္ကာမြို့သားလို့ပြောတာနံပါတ်4ကအွမ်မီဆိုတာစာပေမတတ်သူကိုပြောတာဆိုတော့ကအမတ်စင်တစ်ကနေ3အထိကမုဟမ္မဒ်ရဆူလ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့အကြီးအသွေးထဲမှာပါဝင်နေတယ်အမတ်စင်4ဖြစ်တဲ့စာပေမတတ်သူဆိုတာကမုဟမ္မဒ်ရဆူလ်နဲ့လာလာမြမအပ်ဆက်တဲ့ဂုံထူးဝိသေသပါဆိုလိုတာကမုဟမ္မဒ်ရဆူလ်ဟာနဗီရဆူလ်မဖြစ်မီကပဝင်းကျင်ရဲ့အယူဆအတွေးခေါ်ဒသနာယုံကြည်ချက်စတာတွေကနေကင်းစင်တဲ့မုဟမ္မဒ်ရဆူလ်ဟာကျမ်းမြတ်ကုရ်အာန်အရင်ဘယ်လမ်းညွန်ကျမ်းကိုမှမရရှိဘူးဘယ်ကျမ်းကိုမှလည်းလေ့လာလိုက်စားမှုမရှိဘူးရေးသားခဲ့ခြင်းမရှိဘူးမုဟမ္မဒ်ရဆူလ်ကမက္ကာမြို့သားလည်းဖြစ်တယ်ဒီအချက်3ချက်ပါဝင်တယ်တေချာတာကတော့မုဟမ္မဒ်ရဆူလ်ဟာစာပေမတတ်သူလုံးဝမဟုတ်နူဘူဝါလို့ခေါ်တဲ့နဗီမဖြစ်မီကတည်းကစာတတ်သူဖြစ်တယ်ဒီသဘောတရားကိုထောက်ခံတဲ့အာယတ်တာယတ်ကိုကျွန်တော်ချပြမယ်ဆူရာ29အာယတ်48မှာဝမာကွန်တတတ်လူမင်ကဘလီမင်ကီတာဘီဝလာတခုတ်ဟူဘီယမီနိအဇလ်လရတာဘလ်မုဘတလူစင်စစ်တင်ဒီဤဥပဒေကျမ်းထဲအရင်မြည်သည့်ကျမ်းကိုမျှလေ့လာလိုက်စားခဲ့ဘူးခြင်းမရှိကြထို့ပြင်မိမိအသွေးခေါ်အယူဆဖြင့်မြည်သည့်ကျမ်းကိုမျှလဲပြုစုဘူးဒီမဟုတ်ပေထို့တော့ဖြစ်ပါမူအမားကိုလိုက်စားသူတို့ကအမှန်ပင်ယုံမှားတန်တရားဖြစ်ကြပေမည်ဆူရာ29အာယတ်48ဒီအာယတ်မှာသုံးလုံးထားတယ်မင်ကဘလီဟီဤဥပဒေကျမ်းထက်အလင်းဆိုတဲ့အသုံးလုံးကိုအထူးတလဲဆင်ញင်တဲ့နဲ့ဒီအချင်းအရာကပဲရဆူလ်ဟာကုရ်အာန်ကိုမိမိဘာသာစိတ်ကူးနဲ့ရေးသားပြုစုခဲ့တာမဟုတ်ဘူးဆိုတာကိုလည်းဖော်ပြနေတယ်ဒါအပြင်ကုရ်အာန်ကိုကီတာဘ်လို့ရည်ညွှန်းတာကလူဘဝအတွက်လိုအပ်တဲ့ဥပဒေစည်းမျဉ်းပြဋ္ဌာန်းချက်စတာတွေကိုစုစည်းထားတဲ့ကျမ်းဆိုတဲ့အနက်တဘောလဲအရေးပါတယ်ဒီနေရာမှာအဲ့ဒီအနက်တဘောကိုကျွန်တော်တို့လေးလေးနက်နက်နှလုံးသွင်းတဲ့ရဆူလ်ဟာနူဘူဝါနဗီမဖြစ်မီက
စီးမြင့်ဥပဒေဒါမှမဟုတ်ဒတနာများပါဝင်တဲ့ဘယ်ကျမ်းကိုမှလေ့လာလိုက်စားခဲ့ခြင်းမရှိဘူးဆိုတာကိုဒီအာယတ်ကမိမောက်ထုတ်ပြနေတယ်ဒါအပြင်အုမ်မီဆိုတဲ့စကားလုံးနဲ့ပဲဂျူးနဲ့ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့အရဗ်တွေကိုလည်းယဉ်ညွန်းတယ်ဥပမာဆူရာ2အာယတ်88ဆူရာ3အာယတ်20ဆူရာ3အာယတ်85စတဲ့အာယတ်တွေကိုလေ့လာကြည့်ပါဒီမှာဆူရာ2အာယတ်88ကိုတာရကအဖြစ်သင်ပြပါမယ်ဝမင်ဟွမ်အုမ်မီယူနာလာယလမူနလ်ကီတာဘအီလာအမာနီယာဝအင်ဟွမ်အီလာယဇွန်နူန်သူတို့ထဲမှာတဲ့ကျမ်းရပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ခရိယာန်နဲ့ဂျူးတွေအပြင်အုမ်မီတွေလည်းရှိနေကြတယ်ဆိုလိုတာကဥပဒေကျမ်းကိုမသိတဲ့သူတွေမတတ်တဲ့သူတွေတနည်းအားဖြင့်ပြောရရင်အလ္လာဟ်ထံကချမှတ်တဲ့ဥပဒေကျမ်းကိုမရရှိဘူးတဲ့သူတွေလည်းရှိကြတယ်အဲ့ဒီသူတွေကသစဉ်ပြောစကားတွေနဲ့ထင်မြင်ချက်ကိုသာလျှင်သိရှိကြတယ်အုမ်မီရဲ့အများကြီးဖြစ်တဲ့အုမ်မီယွန်းကိုကြည့်ပြီးတော့ရိုးရာကိုယ်ွယ်တဲ့အရဗ်တွေအလုံးစာမတတ်ကြဘူးလို့အနက်ကောက်လို့ရလားစာမတတ်တဲ့သူတွေကိုကုရ်အာန်လိုနာနဲ့တိမ်မွေ့တဲ့ဥပဒေကျမ်းတစ်ကျမ်းကိုပေးအပ်တာဟာတရားမျှတမှုရှိသလားနည်းနည်းလေးစဉ်းစားကြည့်ပါအုံနောက်ကိုနည်းနည်းလေးလောက်လို့ဆိုအလုပ်ပေးလိုက်ပါမြေတော်ဝင်ဖြစ်စီရာဆူလ်ကိုအွမ်မီလို့ပြောနေတာကစာမတတ်သူလို့ပြောတာလုံးဝမဟုတ်ဘူးကောင်းပြီအခုမူလဥတီထားတဲ့အကြောင်းအရာဖြစ်တဲ့ကုရ်အာန်ကိုဘယ်လိုလေ့လာရမလဲဆိုတာကိုမပြောခင်ကုရ်အာန်ရဲ့ဝိသေသဂုဏ်ကြီးအကြီးသွေးတချို့ကိုအကျဉ်းချုပ်ပြီးတော့ကျွန်တော်ပြောပြမယ်နံပါတ်1ကျမ်းမြတ်ကုရ်အာန်ကလူဘဝတည်ဆောက်မှုဥပဒေကျမ်းဖြစ်တယ်ကုရ်အာန်မှာတင်ပြထားတဲ့အကြောင်းအရာတွေကယုံမှားတန်တရားမှန်သမျှကိုကင်းရှင်းစေပြီးမရေမရာဇဝေဇဝါဖြစ်စေနိုင်တဲ့အချက်တွေကိုဖယ်ရှားရှင်းလင်းပေးတယ်ဆူရာ2အာယတ်1ပြီးတော့နံပါတ်2အလ္လာဟ်ကမုဟမ္မဒ်ရဆူလ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်အပေါ်ချမှတ်ပေးခဲ့တဲ့ဝဟီလူဘဝလမ်းညွှန်ဟာကုရ်အာန်ထဲမှာပဲရှိတယ်ပြီးတော့ထိမ့်သိမ်းခံထားရတယ်ဆူရာ15အာယတ်9နဲ့ဆူရာ6အာယတ်19နံပါတ်3မောမင်တို့ကိုကုရ်အာန်ကိုသာလိုက်နာကြရမယ်လို့ပြဋ္ဌာန်းထားတယ်ကုရ်အာန်ကလွယ်ပြီးတခြားကိုလိုက်နာဖွယ်မရှိဘူးဆူရာ9အာယတ်3နံပါတ်4ရဆူလ်ကိုလည်းကုရ်အာန်ကိုသာလိုက်နာရမယ်လို့ညွှန်ကြားထားတယ်ဆူရာ30အာယတ်109နံပါတ်5ရဆူလ်ကကျမ်းမြတ်ကုရ်အာန်နဲ့အညီပဲဆုံးဖြတ်တယ်ဆူရာ9အာယတ်48နံပါတ်6ကုရ်အာန်နဲ့ဆန့်ကျင်ပြီးဆုံးဖြတ်တဲ့သူဒီလုံထုံမှုကိုဆန့်ကျင်တဲ့ကာဖီဖြစ်တယ်ဆူရာ9အာယတ်44နံပါတ်9ကုရ်အာန်မှာလူဘဝတည်ဆောက်မှုဆိုင်ရာဥပဒေပညာအလုံးစုံတို့ကိုအလ္လာဟ်ကပြဋ္ဌာန်းထားပြီးဖြစ်တယ်ဘယ်သူမှဘယ်အချက်ကိုမှပြောင်းလဲပြင်ဆင်ဖို့မရှိဘူးဆူရာ6အာယတ်34ဆူရာ6အာယတ်116နံပါတ်8ကုရ်အာန်ဟာရှေးဥပဒေကျမ်းတို့ရဲ့အနှစ်သာရတွေကို
ထိမ့်သိမ့်ပေးထားတဲ့ဥပဒေကြမ်းဖြစ်တယ်ဆူရာနာအာယတ်48နံပါတ်9ကုရ်အာန်မှာဝဲလွဲချက်နဲ့ရှေ့နောက်မညီညွတ်မှုလုံးဝမရှိဘူးဆူရာလေးအာယတ်81နံပါတ်10အလ္လာဟ်ပြဋ္ဌာန်းချက်တွေကိုလိုက်နာခြင်းအဖြစ်ပွဲလွဲချက်တွေကိုအဆုံးသတ်နိုင်မယ်ဆူရာ42အာယတ်30နံပါတ်7ကုရ်အာန်သင်ပြချက်တွေကိုအလ္လာဟ်ကသာရှင်းလင်းပေးခြင်းဖြစ်တယ်ဆူရာ85အာယတ်19ဒါကြောင့်ကုရ်အာန်ကိုအလင်းပြကျမ်းလို့ခေါ်တယ်ဆူရာ16အာယတ်89အဲ့ဒီလိုရှင်းလင်းခြင်းနဲ့ပတ်သက်ပြီးတော့တစရီဖူလ်အာယာတ်ကိုအသုံးချတယ်အတိတ်ဘက်ကအာယတ်တွေကိုအလှည့်အပြောင်းပြုပြီးထပ်ခါဖော်ပြတဲ့နီလန်းနဲ့အလ္လာဟ်ကစီမံထားတယ်ဆူရာ16အာယတ်64ဒီနေရာမှာကျွန်တော်တစရီဆိုတဲ့စကားလုံးလေးကိုရှင်းပြနေတယ်တစရီဆိုတဲ့စကားလုံးထဲမှာပြောင်းလဲခြင်းဆိုတာပါတယ်ဒါပေမဲ့အဲ့ဒီပြောင်းလဲခြင်းဒီမူလရင်းမြစ်နဲ့ဘယ်တော့မှမတွေ့ဘူးအဲ့ဒါကိုတစရီလို့ခေါ်တယ်ဟန်ရဖာဆိုတဲ့ပြောင်းလဲခြင်းကြတော့မူလရင်းမြစ်ကိုဖြောက်ဖျက်ပြီးတော့ပြောင်းလဲပြတာနော်ကုရ်အာန်မှာတစရီလို့လည်းသုံးတယ်ဟန်ရဖာလို့လည်းသုံးတယ်တစရီလို့သုံးရင်အလ္လာဟ်ရှင်မြတ်ကမူလဇစ်မြစ်သဘောတရားကိုမပြောင်းလဲပဲအာယတ်ရဲ့ပုံစံပြောင်းလဲတဲ့စကားလုံးကိုပြောင်းလဲပြီးတော့ရှင်းပြတယ်လို့ပြောတာနော်ဒါလေးကိုကျွန်တော်တို့တစ်ချက်သတိထားဖို့လိုတယ်ဒါနဲ့ပတ်သက်ပြီးတော့ဆူရာ6အာယတ်106ကိုကြည့်ပါနံပါတ်7ရဆူလ်ကဝဲလွဲချက်တွေကိုကုရ်အာန်အဖြစ်ရှင်းလင်းပေးခဲ့တယ်ဆူရာ16အာယတ်64နံပါတ်73ရဆူလ်ကကုရ်အာန်နဲ့ပဲလူတွေကိုတွင်တင်ဆုံးမခဲ့တယ်ဆူရာ90အာယတ်45နံပါတ်14ကုရ်အာန်ဟာလူဘဝအလင်းအောင်ဖြစ်တယ်ဆူရာ9အာယတ်15အဲ့ဒီအလင်းအောင်အဖြစ်ပဲလူတွေဟာသူတို့ရဲ့ဘဝတွေကိုဖြတ်တန်းကြရမယ်ဆူရာ6အာယတ်123ဒါကြောင့်ကုရ်အာန်ကိုနတ်နဲစွာလေ့လာပြီးသူတေသနာပြုကြရမယ်ဆူရာ49အာယတ်24နံပါတ်15ကုရ်အာန်ကိုအတိတရားရယူလိုသူတွေအဖို့လွယ်ကူဖို့ရန်စီမံထားပြီးဖြစ်တယ်ဆူရာ54အာယတ်19အာယတ်22အာယတ်32အာယတ်40လေးချိန်တိတိပြောထားတယ်နံပါတ်16ကုရ်အာန်ကနေချီးမြှင့်တဲ့အတိတရားတွေရဖို့အတွက်လူဟာမိမိရဲ့စိတ်အလိုလိုက်ခြင်းနဲ့မေယောဖလာတွေကိုဖတ်တွေ့ထားခြင်းကနေကင်းရှင်းရမယ်ပြီးတော့ကုရ်အာန်နဲ့ဆန့်ကျင်တဲ့အတွေးခေါ်အယူဆတွေကနေကင်းစင်ရမယ်ဒါမှကုရ်အာန်အတိတရားကိုရရှိပြီးတော့အကျိုးခံစားနိုင်မယ်ဆူရာ56အာယတ်89နံပါတ်19ကုရ်အာန်ကလူသားထုတရားလုံးအတွက်ရှင်းလင်းထင်ရှားတဲ့လမ်းညွှန်ဖြစ်တယ်ကျွန်တော်အရင်သိလို့ရှိရင်လေအဲ့ဒီလူသားထုတရားလုံးအတွက်ဖြစ်တဲ့ကျမ်းဆိုတာဘာကိုရည်ညွှန်းတယ်လဲဆိုတာကျွန်တော်ပြောတာမယ်နော်ဒီမှာခဏထားပြီးတော့အမှားမှန်ကိုပိုင်းခြားပေးတယ်မှတ်ကြောက်လည်းဖြစ်တယ်ဆူရာ2အာယတ်185ဒါကတော့ကုရ်အာန်ဂုံကြီးဝိသေသအည်သွေးတွေထဲကတ
ချို့ကိုရှာပြီးတင်ပြလိုက်တာနောက်ထပ်အများကြီးရှိသေးတယ်ဒါကိုကုရ်အာန်လေ့လာခြင်းအပိုင်းတစ်လို့မှတ်လိုက်ပါအင်ရှာအလ္လာဟ်ကုရ်အာန်လေ့လာခြင်းအပိုင်းနဲ့ကြရင်ကုရ်အာန်ကိုဘယ်လိုလေ့လာရမလဲဆိုတာကိုအဓိကထားပြီးတင်ပြမှာဖြစ်ကြောင်းပြောရင်းနဲ့ဒီကုန်းထုတ်ပါတယ်ဝမအလိုက်နာအီလ်ဘလာဂ်မူဘီန်ကျွန်တော်ရဲ့တာဝန်ကရှင်းလင်းထင်ရှားစွာကုရ်အာန်ကိုပို့ဆောင်ရန်တာဖြစ်၏ဝဆလာ